မျက်တစ်ပြောင်တိုက်ပြီးသူများကြွေးတွေမဆက်လို့ရှိရင်လေနောက်ဘဝဟာဘလို့မှကောင်းစားလာမှာမဟုတ်ဘူးနော်သူများကြွေးဆိုတာအမှန်တမ်းကြောက်စရာကောင်းတယ်ငယ်တုန်းကကြုံမှုတဲ့အဖြစ်ပြက်ကလေးတခုပြောရမယ်ဆိုရင်ရွာတရွာမှာညီကို2ယောက်ရှိတယ်အကိုလုံးတဲ့ပုဂ္ဂိုလ်ကညီထံကနေပတ်စံလေးခဏချီအများကြီးမဟုတ်ဘူးအဲ့ဒီခေတ်ကအနည်းငယ်လေးပဲခဏချီပြီးတော့အတော်နဲ့ပြန်မပေးဘူးရုတ်တရက်နောက်ဆုံးမှယောဂရပြီးကျွေးမဆက်ရပဲနဲ့သေသွားတယ်သေသွားတော့အဲ့ဒီအကိုလုံးတဲ့လူကဘယ်သွားဖြစ်တော့ဆိုသူညီရဲ့အိမ်သွားပြီးတော့ကျွဲဖြစ်တယ်နော်ကျွေးဆိုတာမျိုးကကျွေးရှိရင်ဆက်ရတတ်တယ်ပေါ့ကျွေးဆိုတာတင်ရင်မကောင်းဘူးပေါ့ဘာပဲဖြစ်ဝကျွေးပဲဖြစ်ဖြစ်ဘာကျွေးပဲဖြစ်ဖြစ်ကျွေးရှိနေမကောင်းအဲ့ဒီအကိုလုံးတဲ့လူဟာကျွေးမပေးနိုင်မဲနဲ့တည်သွားတော့ကျွဲဘဝရောက်ကျွဲဘဝမှာကျွေးဆက်တဲ့အနေနဲ့သူခိုင်းတဲ့မြောက်လှုပ်ပြရကျွဲဆိုတဲ့တရားကိုလူတွေစဉ်းစားကြည့်ချော့မော့ခိုင်းတာမဟုတ်ဘူးတပြားနဲ့ရိုက်ပြီးတော့ခိုင်းတာဓမ္မကျုပ်ထိုးခိုင်းလူဘဝလာတဲ့ကျွဲဆိုတော့မှတ်မိနေတာတော့ရှိကျွဲဘဝမှာတိတ်မကြဘူးတည်သွားတဲ့အခါကျတော့အဲ့ဒီရွာမှာပဲလူပြန်ဖြစ်တယ်လူပြန်ဖြစ်လို့တည်တတ်တဲ့အပြင်ရောက်တော့အဲ့ဒီမှာသူကြောက်ပြီးတော့အိမ်ကဗတ်ဆံလေးယူပြီးတော့သူ့ညီစီသွားတယ်သူ့ညီကအဖိုးကြီးဖြစ်နေပြီဗတ်ဆံလေးသွားပေးပြီးပါပြောတော့ဆိုမင်းရဲ့ငွေလေးအနည်းငယ်နဲ့ငါ့ကိုမင်းရိုက်လိုက်တာကွာနော်မင်းရိုက်တာငါခံလိုက်ရတာရောပါကြည်ပါတော့